ပါဒီနေ့ဝေမျှချင်တာကတော့ဘာလို့လဲဘာကြောင့်လဲဒီလိုမျိုးမိကုန်းတွေကိုသုံးသပ်ဖို့အတွက်ပေါ့နော်ပြီးသွားရင်အကြောင်းပြချက်ကိုသိချင်တဲ့အကြောင်းရင်းကိုသိချင်တဲ့အချိန်မှာသုံးရင်ဘယ်တရုပ်စကားကိုခေါ်ပြီးတော့သုံးမလဲဆိုတော့အခုပေါ့နော်ဒီထဲမှာရေးထားတဲ့ဘာလို့ဘာကြောင့်လဲအဲ့လိုမျိုးတွေမှာသုံးဖို့အတွက်ဒီ为什么ဒီတရုတ်စကားလုံးကိုခေါ်ပြီးတော့သုံးပေးရတယ်ဒါဆိုရင်သူ့ကိုတည်တဲ့အနေနဲ့လည်းသုံးလို့ရတယ်နောက်ပြီးတော့အောက်မှာရေးပေးထားတဲ့ subject ပေါ့နော်ဒီ subject ဆိုတဲ့ပြုလုပ်သူဘသူကိုဘသူအကြောင်းလဲဘသူအဲ့လို subject အဓိက main လူကိုထည့်ပြီးတော့လည်းတွဲသုံးလို့ရပါတယ်ဒါလို့ဆိုရင်ဒီလိုမျိုး为什么သုံးပြီးပြီဆိုရင်သူကကြတော့ဘာဖြစ်လို့လဲဘာလို့လဲတရုတ်စာမှာဆိုရင်ရင်းဝေးငါကဒီဟာကြောက်ဆိုတဲ့အဲ့လိုမျိုးပြန်ဖြေကြတယ်ပေါ့နော်သူ့ရဲ့အတွဲလိုက်လေးပေါ့ဒါပေမဲ့ဒီဗီဒီယိုမှာကဒီအဓိကအကျယ်တဝင့်ပြောပြချင်တာကတော့သုံးသက်ဖို့ကတော့为什么ဒီဟာကိုသုံးသက်ရင်ရပါပြီပေါ့နော်ဒီဟာကိုသုံးသက်ဖို့ဘယ်လိုမျိုးသုံးရမလဲဆိုတာကိုနမူနာစာကြောင်းလေးတွေဝါကြလေးတွေနဲ့လေ့လာကြည့်ကြရအောင်နမူနာမှာက为什么学汉语ဘာကြောင့်တရုတ်စာလေ့လာတာလဲအဲ့ဒါကိုထပ်ပြီးတော့အရှိကညီထည့်ပေးလိုက်မယ်ဆိုရင်你为什么学汉语အဲ့ဒါကနင်းဘာလို့တရုတ်စကားလေ့လာတာလဲအဲ့လိုမျိုးသူများကကိုယ့်ကိုဘာလို့ဘာကြောင့်လဲပေါ့အဲ့လိုမျိုးမေးပြီးဆိုရင်တော့အကြောင်းရင်းကိုပြန်ပြောပြရတာပေါ့နော်အကြောင်းရင်းကတခုခုပေါ့နော်我对汉语有兴趣我对汉语有感觉ဒီတရုတ်စာပေါ်မှာကိုကစိတ်ဝင်စားတယ်အကြောင်းပြချက်တစ်ခုခုပေါ့နော်အကြောင်းရင်းကိုကပြောပြပေးရမယ်ပေါ့နော်ဒါကတော့ဒီ为什么ကိုကောင်းကောင်းလေးသုံးသပ်ဖို့ပေါ့နော်ဒါဆိုရင်နောက်ထပ်နမူနာစာကြောင်းလေးတွေကိုထပ်ပြီးတော့လေ့လာကြည့်ကြရအောင်နောက်ထပ်နမူနာစာကြောင်းကတော့နင်ဘာလို့မြန်မာဟင်းမကြိုက်တာလဲပေါ့နော်အဲ့လိုဘာလို့ဘာကြောင့်လဲဆိုတော့ခုနတည်းပြောထားတယ်为什么不爱吃缅甸菜နော်နင်ဘာလို့မြန်မာဟင်းမကြိုက်တာလဲနောက်တစ်ခုကအဲ့ဒီမှာသူတို့ဘာလို့မြန်မာဟင်းမကြိုက်တာလဲဆိုရင်他们为什么不爱吃缅甸菜သူတို့ဘာလို့မြန်မာဟင်းမကြိုက်တာလဲပေါ့နော်ဒါပေမဲ့မြန်မာစာမှာကြတော့မြန်မာဟင်းမကြိုက်တာလဲလို့ပဲပြောကြတယ်တရုတ်မှာကြတော့အဲ့လိုမဟုတ်ဘူးသူကလေဒီဟင်းကိုဆိုတာကိုသူကကြိုက်တဲ့အနောက်မှာဒီကရိယာကိုပြောပြရတယ်ပေါ့နော်မြန်မာဟင်းဆိုတာဘာလို့ဖို့လဲစားဖို့အဲ့လိုမျိုးပဲကရိယာထည့်ပေးရတယ်不爱吃缅甸菜ဒါလေးကတော့သူ့ရဲ့ထူးခြားချက်လေးပေါ့နော်ဒီ喜欢အဲ့ရဲ့အနောက်မှာကရိယာလေးကိုထည့်ပြီးတော့တွဲသုံးပေးရတယ်နောက်တစ်ခုစာကြောင်းကတော့သူတို့ဘာလို့မသွားတာလဲ他为什么不去သူတို့ဘာလို့မသွားတာလဲဒါမှမဟုတ်နောက်တစ်ခုကသူတို့ကိုဖြုတ်ပြီးတော့为什么不去ဘာလို့မသွားတာလဲဒီလိုမျိုးလဲသုံးလို့ရတယ်နောက်ထပ်နမူနာကိုကြည့်ကြရအောင်နောက်ထပ်နမူနာမှာကြတော့ဒီပေါ့နော်မောင်လေးပေါ့နော် subject ကြီးခေါ်ပေးထားတယ်မောင်လေး为什么不喜欢苦瓜不喜欢吃苦瓜မောင်လေးဘာလို့ကျင်းကားသည်မကြိုက်တာလဲအဲ့လိုမျိုးပဲပေါ့နော်နောက်တစ်ခုကြတော့မောင်လေးကိုဖြုတ်ပြီးတော့လည်းပြောလို့ရတယ်为什么不喜欢吃苦瓜ဘာလို့ကျင်းကားသည်မကြိုက်တာလဲဒါဆိုရင်ကိုကသူများတွေကကိုကိုဘာလို့ဒီလိုမျိုးမေးပြီးဘာကြောင့်လဲမေးပြီးဆိုရင်ကိုကအကြောင်းရင်းကိုဖြေတတ်ရမှာပေါ့နော်ဒါဆိုရင်ဒီဗီဒီယိုကြည့်ပြီးတော့ဘာလို့ဘာကြောင့်လဲဆိုတာကိုသုံးသပ်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့မယ် bye bye